ပါရှေ့ Rose တွေမှာထက်မဲ့ကြိုးလိုက်ပါရဲ့ရှေ့ဆဲမောင်အနေနဲ့ဘန်ချာဘီကီမှာအရန်နေမကြီးဘန်ချာ brand ကိုအမောင်အနေမသိရသူမရှိတဲ့လောက်ပဲနော်အမဒီနေ့မှာတော့အမောင်ဘန်ချာ brand နဲ့အရန်နာမည်လည်းကြီးတယ်လို့ဒီဇိုင်းနဲ့အရန်လာအင်ဂျီလေးနဲ့မိတ်ဆက်ပေးခြင်းပါရဲ့ရှေ့ဒီရှက်ကလေးကိုမှဇာလေးနဲ့ဒီဇိုင်းလေးပေါ်ပြီးအရန်ကိုမှအမောင် cute တဲ့ပုံစံမျိုးလေးတွားတဲ့ဒီဇိုင်းလေးပေါ်ထားပါရှေ့ဒီမှာအမောင်ကော်လန်လေးရလဲဇာလေးနဲ့ပုံထားပါနော်အမောင်ဒီမှာကျေတီးလေးလည်းပါပါတယ်ကျေတီးကိုတက်ချင်လည်းရတယ်ဟာချင်လည်းရပါတယ်ရှေ့စိုက်လေးရလည်းအမောင်ရေးစိုက်44ဒီနေ့ကတ်တာကွာကြက်တယ်ဆိုရေးစိုက်46တော့ဒီပို့လို့ရပါတယ်ရှေ့ပေါင်ချိန်120 130တော့ပပိန်လေးရနေစာပြီးလို့ရတယ်လေပွပွလေးဝေးရတာနော်တီရှပ်ပြည့်အတွက်ကြောင့်မလို့အသားဆိုတာလေအမတို့မကြီးမတို့လုံးဝပူတာမျိုးမရှိဘူးအမတို့အသားထူးထူးပပိန်လည်းမဟုတ်ပါဘူးရှင့်ဒါကညီမလေးဥမဆောက်ဝမဲ့သူတွေတော့ညီမလေးပြောပြဘန်ချာဝူးတဲ့မဆိုဒါရွေးချွမောင်းနေပြုံးဝစဉ်းစားစရာမလိုတခါအယောင်ပြေးပြီးယူအောင်မဲနော်အမတို့ဒါဆိုနောက်ကာလိုက်ပြန်လာခဲ့ပါမရှိအယောင်ကာလိုက်3ယောင်လာပါရဲ့ရှင်ကဲဒါလေးကအမပန်းရောင်ကာလိုက်လေးပါအမတို့ရဲ့ချစ်စရာလေးတို့ကလုံးဝဆွတ်လိုက်တာနဲ့လေအမတို့လွယ်လွယ်ကူဆွတ်လို့ရတယ်ဆွတ်လို့ချွတ်လို့အရန်လွယ်တဲ့အင်ကြီးလေးပါနော်အမဒါလေးကပန်းရောင်ကာလိုက်လေးပါကဲဒါလေးကတော့အမအဝါရောင်ကာလိုက်လေးပါရှင်အမတို့ရဲ့အယောင်လေးအကုန်လုံးအောင်တော့ညီမလေးကိုယ်ရတော့လုံးဝကျွေနေတဲ့အယောင်လေးချစ်စရာလေးဒါလေးကအဝါရောင်ကာလိုက်လေးပါကဲဒါလေးကတော့ကာလိုက်အညူအောင်လေးပါရှင်ဒါဆိုကာလိုက်400လုံးညီမလေးပြပြသွားပြီဖြစ်ပါတယ်ရှင်လူချင်းတဲ့မလေးကကိုလူချင်းနဲ့အယောင်လေးရွေးပြီးတော့မတော်နေနေညီမလေးတိတော့စီမလာမှာလို့ရပါတယ်ရှင်ဒါမှမဟုတ် page messenger မှာလာမှာလို့ရပါတယ်ဒါမှမဟုတ် via ဖုန်းနံပါတ်က39 963090 30လုံးနဲ့39 986လုံး5လေးမှာလည်းဆက်သွယ်ရေးမှာနိုင်ပါတယ်ရှင်ဒီလိုမျိုးအလန်းလေးအသားအေးလေးဒီထက်ပို့ပြီးတော့တီးရအောင်ဒီပို့ပြီးတော့လူချင်းနဲ့မှားအောင်ချင်းနဲ့ဆိုရင်တော့အကောက်လေးကိုနော်အပေါင်းလေးနဲ့ထားပြီးမှရမယ်နော် Facebook page တွေလက်ရပစ္စည်းပတ်စီလို့ထားပြီးပါရှင်လူချင်းနဲ့မလေးရဲ့ဒီထက်ပို့ပြီးတော့အသက်တွေကိုအမတို့ညီမလေးတင်တာနဲ့တန်းပြီးသိတင်နေဆိုရင်တော့ညီမ Facebook လို့ထားပြီးပါစီပတ်စီလို့ထားပြီးပါရှင်ဒါဆိုတော့ဗီဒီယိုကပြန်လည်ဆိုပြကြပါမယ်ရှင်ဗီဒီယိုအဆုံးထိကြည့်ပြီးတော့မှကျေးဇူးအများကြီးတင်ပါတယ်ရှင်တတာ